လွမ်း၍မကုန်သောအရာဖွဲ့၍မဆုံးနိုင်သောကြရာနှိုင်းเสียမရှိသောနေရာကိုပြပါဆိုရင်ကျွန်တော်တို့ရဲ့ဇာတိရှက်ကြွေမွေးရမြင်ကိုပြမှာဖြစ်ပါတယ်မိမိတို့ဘွာရာဇာတိရှက်ကြွေမိမိတို့မိဘတွေခေါင်းချရာအရက်မိမိစီးပွားဖြစ်ထွန်းရာဒေသဆိုပြီးတော့မမေ့တဲ့မမေ့ထိုက်တဲ့အရာတွေထဲမှာမိမိတို့ရဲ့ဇာတိရှက်ကြွေမွေးရမြင်ဆိုတာလည်းတစ်ခုအပါဝင်ဖြစ်ပါတယ်မွေးရမြင်မှာအဖေရှိတယ်အမေရှိတယ်ညီကိုမောင်နှမတွေရှိတယ်ဆွေမျိုးတွေရှိတယ်တငယ်ချင်းတွေလည်းရှိတယ်လေတော့ယာတော့နဲ့လွမ်းမောပွေရာဇေဒီပထုများလည်းရှိတယ်ဘယ်အရက်ဘယ်ဒေသပဲရောက်ကိုယ့်ရဲ့မွေးရမြင်ကိုတော့လွမ်းဆိုးပြီးတော့ဒိဋ္ဌိယရှိကြတာဖြစ်ပါလေလူတိုင်းကတော့ကိုယ့်ရဲ့မွေးရမြင်ဉာဏ်တို့တန်ဖိုးထားမိကြမှာဖြစ်ပါလေအလုပ်တွေဘလောက်ပင်များဒါမှမဟုတ်တခြားအကြောင်းကြောင့်ကိုယ့်ရဲ့မွေးရမြင်စွန့်ခွာပြီးတော့တခြားတစ်မျိုးတစ်ရွာမှာသွားရောက်နေထိုင်ရှာဖွေစတော့ကြရတဲ့ဆိုစီကမလို့ကိုယ့်ရဲ့ဇာတိရှက်မွေးရမြင်ကိုတော့မေ့နိုင်ကြမှာမဟုတ်ပါဘူးဗျာ